မင်္ဂလာပါဗျဒီနေ့ကတော့ကျွန်တော်ရဲ့ sketchbook tour အစီအစဉ်လေးတစ်ခုလုပ်ကြည့်မိတယ်ဘာဖြစ်လို့လဲဆိုတော့တစ်ခါကြာရင် sketchbook အဟောင်းတွေထဲမှာလေကိုဘာတွေရေးခဲ့မိမှမမိတော့တဲ့အခါမှာအဟောင်းလေးတွေပြန်ကြည့်ရင်းနဲ့မိတ်ဆွေတို့လည်းပြချင်လာလို့ပါဗျဒီစာအုပ်လေးက2015ကနေ2019ခုနှစ်အတွင်းကျွန်တော်ရေးပြခဲ့တဲ့ sketch တွေကိုsketch တချို့တစ်ဝက်ကိုတော့ဒီစာအုပ်လေးထဲမှာတွေ့ရမှာဖြစ်ပါတယ်အဲဒီ sketch လေးရေးတုန်းကတော့ကျွန်တော်ကစကားစားဟိုနားဒီနားလက်ဖက်ဆိုင်သွားရင်ဟိုနားဒီနားရှောက်သွားရင်နေရာတွေမှာ timing ငေးမိတဲ့နေရာမှာတွေ့ခဲ့တဲ့မြင်ကွင်းလေးလူတွေရဲ့လှရှားမှုခံပန်းတွေအဲ့ဒါတွေကိုစာရေးဖြစ်တာများပါတယ်နောက်ပိုင်းမှာတော့ဒီစာအုပ်ထဲမှာဒါကရစပြီးတော့ဆွဲကပင်ချမ်းမင်းနဲ့ဆွဲကပင်တောင်ကိုသွားတဲ့ခရီးမှာရေးဖြစ်ခဲ့တဲ့ပုံလေးပါအဲ့ဒီတုန်းကတော့ချမ်းမင်းနဲ့ graphic ရေးတဲ့အဖွဲ့တွေနဲ့ဆွဲကပင်ကိုသွားကြတဲ့ခရီးအဲ့ခရီးကတော့တော်တော်ပြောစရာကောင်းတယ်ဟို graphic ရေးတဲ့ဘက်ထဲကဆိုရင်စေတန်တိုးဝေသူမြတ်ခိုင်ထွန်း MGK ပါကြတယ်ဗျဒါကတော့ကာမန်တိုင်နားမှာလက်ဖက်တိုင်ထိုင်ရင်ဟိုတွေ့ရတဲ့ပုံလေးရှောက်ရည်ထားပြတာအခါလေးတို့လက်ဖက်ရည်တိုင်ထိုင်ရင်နဲ့လူတွေဟိုငေးဒီငေးနဲ့သူတို့ရဲ့နေပုံထိုင်ပုံဟန်ပန်အမူအရာလေးတွေဆွဲကတာ sketch အမြန်ရေးရတာစိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျဒါကတော့ကိုပုံကိုဘယ်လိုဖြစ်နေမလဲဆိုပြီးတော့ရေးကြည့်လိုက်တာပဲဒါတွေကအဲ့ဒီကာလတုန်းက2019လောက်ဖြစ်ပြီးအဲ့တော့ YBS ပေါ်မှာရေးတာအဲ့တော့ YBS ကြီးစပြီးတော့ဆွဲကာစားလေခေစားကာစားပေါ့အဲ့တော့ YBS ပေါ်မှာကိုလည်း CGN အဲ့ပေါ်မှာတွေ့တဲ့မြင်ကွင်းတချို့ရေးပြတာဒီပိုင်းနေကြတော့2019ကပဲဒါကျွန်တော်တို့တငယ်ချင်းစုနဲ့ကလောဘက်ကိုသွားတဲ့ခရီးမှာရေးတဲ့ sketch တွေကလောမျိုးကလောဘူတာကလောနာကစိတ်ဝင်စားဖွယ်ကောင်းတဲ့နေရာတွေဟိုပဲတွေ့သမျှရှောက်ရေးဖြစ်ခဲ့တဲ့သဘောပဲဒီထဲကတချို့ sketch တွေစိုးပကြီးကားဖြစ်တယ်ဒါဆိုဖြိုက်တောင်ပေါ့ဒါပကြီးကားဖြစ်သွားခဲ့တယ်အဲ့ဒီတုန်းခရီးတုန်းကကောက်ခဲ့တဲ့ sketch တွေကိုအခြေခံပြီးတော့2018လောက်မှာလာလို့ဖြစ်တဲ့ပွဲတစ်ပွဲမှာအဲ့လို Claw Traveler က CD တွေအကုန်လုံးကိုဒီက6ကား8ကားလားမသိဘူးရေးပြခဲ့တယ်ဒါရီတော့အတူတူပါသွားတဲ့တငယ်ချင်းတွေရဲ့လျှက်တစ်ပြက်ပုံတွေကိုလည်းရှောက်ရေးပြတာပဲဒီညာဘက်ချမ်းကဆိုရင်ဒါလည်းပကြီးကားတစ်ချက်ဖြစ်ခဲ့တယ်ဒါမူရင်း sketch ပေါ့အဲ့လိုပဲတခြားကားနဲ့ခရီးကိုအဲ့ခရီးစဉ်မှာကားနဲ့ဟိုသွားဒီသွားရင်လည်းလူကားကြုံစီးတဲ့ခရီးသည်တွေရဲ့ပုံတွေကိုလည်းရှောက်ရေးတာပဲအဲ့ခရီးစဉ်တစ်လျှောက်လုံးကတော့အဲ့မှာခဲတန်နဲ့ sketch စာအုပ်ပဲရှိတယ်ကျွန်တော်ဘာမှလည်းမပါတော့တွေ့ကြရအကုန်ကိုရှောက်ရေးပြခဲ့တဲ့သဘောပဲ
ဒါကအဲ့ဒီခီးမှာဟိုတယ်ပြောင်းတော့ငွေချင်းတယောက်အိတ်နေတယ်ပေါ့ ဒါအဲ့ဒီခကြီးတော့ဆိုတော့ပြန်ရန်ကုန်ပြန်ကြတော့တိုက်ရရန်ကုန်တိုက်ရိုက်ပြန်မလာပဲတာစီထိယထာစီပြန်တော့ဒါယထာဘောကဆင်းယထာဘောကယထာဘုဒ္ဓရုံကမြင်ခွင့်တယ်တခါလေ sketch အောက်ထဲမှာလည်းအဲ့လိုလေပုံနဲ့မဆိုင်နဲ့ဘာမှမသိတဲ့ sketch တွေလည်းရေးမိတယ်တရားဆိုရေးရတယ်ငှက်မွေးရင်စောက်ဖို့ငှက်လောင်ရင်ဒီဇိုင်းပြနောက်ပြီးတော့ဒီ sketch အောက်ထဲမှာလေထူးထူးခြားခြားပါနေတာတခုရှိတယ်အဲ့ဒါကတော့ရောအဝီယာရဲ့ဒုတိယမြောက်ပွဲ rock and roll ပွဲအတွက်ရေးမဲ့ပကြီးကားတွေရဲ့မူရင်း sketch တွေစပြီးတော့ရေးထားဖြစ်ခဲ့တာတွေဒီစာအုပ်ထဲမှာတချို့ sketch အသေးလေးရှိတယ်ပေါ့နော်အဲ့ဒီဟာလေးမှတ်တမ်းလေးတွေပြန်တွေ့ရတယ်နောက်ပြီးတော့ဒီမှာအဲ့ဒီအတွက်အဲ့ဒီပြပွဲမှာပကြီးကားလေးကရေးခဲ့တဲ့ပြပွဲအတွက် statement ရေးထားတယ်ဒီစာအုပ်ထဲမှာရှိနေတယ်ဗျဆိုတော့ဒီစာအုပ်ထဲမှာကဟိုနာဒီနာသွားလက်ဖက်ဆိုင်ထိုင်ပေါ့ပါ sketch တွေအပြင် traveler sketch တွေတချို့ရှိတယ်နောက်ပြီးတော့ artist statement တစ်ခုလည်းရှိတယ်ပေါ့ဗျာဒီစာအုပ်လေးကဒါဆိုရင်2015ကနေ2018အတွင်းရေးခဲ့တဲ့ sketch book တွေထဲကတအုပ်ပေါ့နော်အဲ့ပြီးတော့အဆုံးထိကြည့်ပေးတာတွေကိုတော့ကျေးဇူးတင်ပါတယ်ဗျ